အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီဗီဒီယိုမှာတော့ဘာအောင်မြောက်ပြီးသွားခြင်းလဲဆိုတော့ကျွန်တော်ဒီ Microsoft Word မှာပေါ့နော်ကျွန်တော်ဒီကိုယ့်ရဲ့ letter head ကို fit ဖြစ်အောင်ဘယ်လိုထည့်ရမလဲဆိုတာကိုမြောက်ပြီးသွားမှာဖြစ်ပါတယ် Okay letter head ဆိုတဲ့နေရာမှာ letter head ကိုကျွန်တော်တို့အစကတည်းကကျွန်တော်ဒီဘယ်လိုပြောမလဲ software တစ်မျိုးမျိုးကိုသုံးပြီးတော့ဆွဲထားတဲ့ဟာပေါ့နော်ဥပမာကျွန်တော်ဒီ Photoshop တို့ Illustrator တို့သုံးပြီးတော့ဆွဲထားတယ် letter head အစင်းနဲ့ရှိပြီးတာဟာကိုကျွန်တော်ဒီ document တွေမှာထည့်တဲ့အခါမှာ fit ဖြစ်အောင်ထည့်တဲ့နီလန်ကိုမြောက်ပေးတော့မှာဖြစ်ပါတယ်အခုကျွန်တော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီကျွန်တော် letter head XML တစ်ခုရှိရပါတော့ဒီမှာဒါလေးကတော့ cheapest file လေးဖြစ်ပါတယ်โอเคဒီကောင်လေးကိုကျွန်တော်ဒီ Microsoft Word ထဲမှာထည့်ပြီးတော့လုပ်ပြသွားမှာဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်ဒီ Microsoft Word ထဲဝင်လိုက်မယ်ပေါ့နော်ဟုတ်ပြီဒါဆိုတော့ Microsoft Word ထဲကိုရောက်သွားပြီ Microsoft Word ထဲကိုရောက်သွားပြီဆိုရင်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်ဒီမှာကိုရိုက်ချင်တဲ့စာရွက်တစ်ခုခုကိုယူရမယ်ပေါ့နော်ကျွန်တော်ကတော့ blank document တစ်ခုကိုပဲယူလိုက်မယ်โอเคဒါဆိုတော့ကျွန်တော်ဒီ blank document လေးရလာပြီဆိုရင်ကျွန်တော်ဒီစောနာလေးက letter head ကိုဒီထဲကိုထည့်မယ်ပေါ့နော်ဒီထဲကိုထည့်မယ်ဆိုတဲ့နေရာမှာကျွန်တော်တိုင်းနိုင်ထည့်မယ်ဆိုလို့ရှိရင်ကြတော့အဆင်မပြေနိုင်ဘူးဘာဒီဖြစ်နိုင်လဲဆိုတော့ကျွန်တော်ဒီဥမာစက်ကူနောက်ထပ်တစ်ရွက်ယူတဲ့အခါမျိုးတွေပါမှာပါမလာတာမျိုးတွေပါဖြစ်နိုင်တယ်ပေါ့နော်ဒီတွေကိုတက်တိုင်းတိုင်းထည့်လိုက်မယ်ဆိုရင်အဲ့တော့ကျွန်တော်နီးစနစ်ကြletter head ကတိုင်းမယ်တွားပြီးတော့ထည့်မယ်ဆိုတော့ဘယ်လိုထည့်မလဲဆိုတော့ကျွန်တော်ဒီလွတ်တဲ့နေရာအတိုင်းဒီ letter head နေရာကိုရိုက်ထည့်လိုက်လို့ရှင်ဟိုနှစ်ချက်နှိပ်လိုက်လေရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်ဒီ insert ကတိုင်းဒီ letter header and footer ဆိုတဲ့ group တွေကကျွန်တော်ဒီ header ဆိုတဲ့နေရာမှာတစ်ချက်နှိပ်ပြီးတော့ edit header ကိုတစ်ချက်နှိပ်လိုက်ပါတော့ပါနော်ထဲမှာဆိုတော့ဒီနေရာကိုနှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီအပေါ်က picture ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါနော်နှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီပုံရှိတဲ့နေရာကိုတစ်ချက်သွားမယ်ကျွန်တော် desktop ပေါ်မှာထားတာဖြစ်တဲ့အတွက် desktop ပေါ်ကိုသွားလိုက်မယ် Okay desktop ပေါ်ရောက်ပြီဆိုရင်ကျွန်တော်ဒီပုံကိုရွေးလိုက်မယ်ပေါ့နော်ကိုဆွဲထားတဲ့ပုံကိုရွေးလိုက်မယ်ဟုတ်ကဲ့ရွေးပြီးပြီဆိုရင်တော့ဒါမျိုးကြာလာပြီနော်ဒါမျိုးကြာလာပြီဆိုရင်ကျွန်တော်အနေနဲ့ဒီမှာတတိုင်းနိုင်ထားခဲ့မယ်ဆိုရင်အဆင်မပြေဘူးအဲ့တော့ဒီကောင်လေးကိုကျွန်တော် fit ဖြစ်အောင်ကျွန်တော်ဒီ setting လေးတွေပါလေးချိန်ရမယ်โอเคဘယ်လိုချိန်မလဲဆိုတော့ကျွန်တော်ဒီကိုထည့်လိုက်တဲ့ပုံပေါ်မှာတစ်ချက်နှိပ်ထားပြီးပြီဆိုရင် right click တစ်ချက်နှိပ် right click နှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီ site and position ဆိုတာတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးပြီဆိုရင်ကျွန်တော်ဒီနေရာမှာကျွန်တော်ဒီအခု site ထဲကိုရောက်လာမယ်နော် site ထဲကိုရောက်သွားပြီဆိုရင်ကျွန်တော်ဒီအောက်ကစကေးဆိုတဲ့နေရာမှာ height နဲ့ width နဲ့ရှိတယ်အဲ့တော့ကျွန်တော်ဒီ height မှာ100ထားမယ်အဲ့ဒါ width ကတော့အော်တိုပြောင်းမယ်ပေါ့နော်ပြောင်းပြီးပြီဆိုရင်ဒါဆိုရင် site နေရာမှာချိန်လို့ပြီးသွားပြီပြီးပြီဆိုရင်ကျွန်တော်ဒီ test weapon ကို behind test ထားမယ် position နောက်တစ်ချက်က position မှာဆိုရင်ကျွန်တော်ဒီ align horizontal မှာဆိုရင် center ထားမယ် okay ဒီဘက်မှာတော့ page ပေါ့နော် okay vertical မှာကျတော့ top ပဲ page ထားမယ် okay ပေးလိုက်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာရသွားပြီတကယ်လို့ပေါ့နော်ကျွန်တော်ဒီဘေးကစက်ကူနဲ့မကိုက်ဘူးနည်းနည်းလိုနေသေးရဆိုရင်ကိုအဆင်ပြေအောင်လေးနည်းနည်းလေးချိန်ကြည့်လိုက်ပါနော်ကိုနဲ့တင်တော့ချိန်လိုက်โอเคကျွန်တော်ကတော့ဒါမျိုးပဲချိန်လိုက်ချိန်ပြီးပြီဆိုရင်ကျွန်တော်ဒီ design တွေက close header and footer ကိုတစ်ချက်နှိပ်လိုက်โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီ letter head လေးရောက်ဝင်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာစာတွေပါလေးစာပြီးတော့ရိုက်လို့ရပြီဒါပေမဲ့အခုအနေထားတိုင်းဆိုရင်ကျွန်တော်ဒီဟာကစာရိုက်လို့ရှိရင် logo တွေဝင်သွားတယ်ဒါကတော့ကိုယ့်ရဲ့ letter head ပုံမှာမူတည်မှာပေါ့နော်ကိုယ့်ရဲ့ letter head ကနည်းနည်းမှချင်းအပေါ်ပိုင်းမှာယူထားတာများတယ်လို့ဖြစ်မယ်โอเคကျွန်တော်ဒီကောင်ဆိုလို့ရှိရင်တော့2လက်မှာလောက်ရှိမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာအပေါ်က margin top ကို2 inch လောက်ထားလိုက်မယ်โอเคထားပြီးတော့ okay ပေးလိုက်မယ်ဟုတ်ပြီဒါဆိုရင်စာရိုက်ရတာအဆင်ပြေသွားပြီပေါ့နော်ကျွန်တော်လိုအပ်တဲ့စာတွေကိုအသုံးပြုမှုပေါ်မှာမူတည်ပြီးတော့ရိုက်သွားလို့ရပြီโอเคတကယ်လို့နောက်ထပ်မှာစာမျက်နှာတရွယ်ယူမယ်ပေါ့နော်โอเคနောက်ထပ်တမျက်နှာယူလိုက်မယ်ထားပါတော့ယူလိုက်မယ်ဆိုလေဒီ letter head ကအရွယ်တိုင်းမှာပါသွားပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်အကုန်လုံးအဆင်ပြေသွားပြီโอเคဒါက letter head ကိုအဆင်ပြေပြီလေထည့်ကြည့်ပါနော်โอเคပါโอเคပါဒီလောက်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီဗီဒီယိုကိုကြည့်တူတွေအနေနဲ့ဆိုရင်ကျွန်တော်ဒီမှာကိုယ့်ရဲ့ကွန်ပျူတာမှာကျွန်တော်စာရိုက်တဲ့အခါမှာကျွန်တော်ဒီ Microsoft Word ထဲကို letter head ထည့်တဲ့နေရာမှာပေါ့နော်ကျွန်တော်ဒီပုံအနေနဲ့ရှိနေတဲ့ letter head ကိုအဆင်ပြေနဲ့ကျွန်တော်ဒီ face ဖြစ်ပြီးတော့လာပါတည်တတ်စာနဲ့ထည့်တတ်ကြလိမ့်မယ်လို့မျှော်လင့်မိရပါတော့โอเคအဲ့တော့ကြတော့ကျွန်တော်ဒီမလောက်တတ်တဲ့ရဲ့အနေနဲ့လည်းဒီဗီဒီယိုကိုတကယ်လို့အဆင်ပြေရင်နောက်တစ်ခေါက်ပြန်ကြည့်ပေါ့နော်
တကယ်လို့မှမရဘူးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Telegram chat box မှာလာပြီးတော့မေးလို့ရပါတယ် Okay အားလုံးပဲအဆင်ပြေကြပါစေ Okay ပါ